စီဝါတက်စီမဲ့အိမ်ဖြစ်ဖို့အတွက်ပထမဆုံးကျွန်တော်ဘာလို့လုပ်ရမလဲဆိုတော့ပထမဆုံးလုပ်ရမှာတော့အားလုံးတည်ထားကြပြီဖြစ်တဲ့ကျွန်တော်တို့ဖျားစင်မှာပေါ့နော်တချို့ရှိတယ်ဘိုးအောင်ဘုံတွေရောဘုံငေါဘုံတွေရောတွဲပြီးဖျားပြီးမှတွဲပြီးချိတ်ပြီးတော့ပူဇော်ထားမျိုးတွေရှိပါတယ်အဲ့လိုမျိုးတွေမလုပ်ပါနဲ့ကျွန်တော်ကိုယ်တိုင်လည်းအဖားတွေကိုယုံကြည်တယ်အားကိုးတယ်ပေါ့နော်ဒါပေမဲ့ဖျားထက်နှိပ်တဲ့တဆင့်နေရာလောက်မှာတန်းစီပြီးထားပြီးပူဇော်ပါပုံရှိနေပုံလေးကိုတားလေးခွာကပ်ပြီးတော့အောက်နာလေးမှာတဆင့်နဲ့နေရာလေးမှာကပ်ပြီးတော့ပူဇော်ပါအဲ့လိုလုပ်ပေးပါเนาะတော့ဖျားနဲ့တခိုင်းနဲ့ဖျားနဲ့တန်းနဲ့ထားပြီးတော့မကိုးကွယ်ပါနဲ့ပေါ့နော်ဟုတ်ကဲ့ကျွန်တော်နောက်တစ်ခုထပ်ပြောချင်တာလေးကကျွန်တော်တို့အိမ်ကြီးအဓိကမလို့ကျွန်တော်ဖျားဆောက်တွေရှိတယ်အိမ်ဒီမှာဖျားဆောက်တွေတရားဆောက်တွေပေါ့နော်အဲ့လိုဖျားဆောက်တွေတရားဆောက်တွေကဟိုကလေးရဆောက်လိုက်ဒီကလေးရဆောက်လိုက်ခွာကြော်လိုက်တက်နေလဲဟိုကြောင်နဲ့ရောက်နေဒီကြောင်နဲ့အဲ့လိုမျိုးမလုပ်ပါနဲ့ဖျားနဲ့ပတ်သက်တဲ့ပစ္စည်းတွေဖျားစင်မှာရှိတင်ပါတယ်ဖျားဆောက်တွေတရားဆောက်တွေရတယ်ဖျားစင်ပေါ်မှာပဲတင်ထားတင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒါတော့ကျွန်တော်ဒီနေ့ပေါ့နော်မြောက်ဝင်တစ်ဆက်ပေးလိုက်တဲ့စီးပွားတက်စီတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ရဲ့အိမ်တွေမှာဖျားစင်ရှိတာနဲ့ဖျားစင်တွေကိုနည်းငယ်ကျူးစားလိုက်တာနဲ့ကျွန်တော်တို့အိမ်တွေကတစ်လအတွင်းမှာစီးပွားတက်သွားစေပါတယ်အဲ့ဒီတိုင်းလုံးကြည့်ပါမနေ့တိုင်းဖျားရှိခိုးပါတောက်ရတော်ကိုမနေ့တစ်ချိန်နေ့လေတစ်ချိန်ညနေတစ်ချိန်မှာတချို့မိတ်ဆွေများတော့9ချိန်လောက်ထိလဲပါတယ်ကျွန်တော်တို့ရဲ့ဖောက်ဆိုလို့ရှိရင်တနေ့ကို9ချိန်လောက်ထိလဲပါတယ်တနေ့ကို9ချိန်လောက်ထိလဲပေးပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့အိမ်တွေမှာကျွန်တော်တို့တွေခိုင်ရင်ဖြစ်တာလေကျွန်တော်တို့အိမ်ဘူးအိမ်ဆူတာတွေတောကဖြာပါဒများတာတွေအပူတောကတွေများတာတွေကင်းဝင်းစေပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေအကျွေးပူအိမ်ပူတွေအိမ်ဆူနေတယ်ဆိုလို့ရှိရင်တောက်ရတော့9ခွက်ကိုကပ်ပြီးမနက်တစ်ခါနေ့တစ်ခါညနေတစ်ခါပေါ့နော်ခဏလဲပေးပါအဲ့ဒါဆိုရင်ကျွန်တော်တို့အိမ်ညာအေးချမ်းတဲ့ပြီးရင်ကျွန်တော်တို့ရဲ့ဖျားစင်ကိုအမြဲတမ်းပေါ့နော်ပေးညစ်ပွားနေအောင်မထားပါနဲ့တော့တန်ရှင်းလေးတော့မကြလုပ်ပေးပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အိမ်ဟာတလအတွင်းမှာထူးခြားစွာတိတာစွာကျွန်တော်တို့စီးပွားတက်စေပါတယ်ဘာကြောင့်လဲကျွန်တော်တို့အိမ်မှာရှိတဲ့ကိုယ်ဆောင်နဲ့တွေကအိမ်မှာရှိတဲ့ကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ဝင်းဆောင်နဲ့ခြံဆောင်နဲ့တွေကကျွန်တော်တို့ကဖျားရှိခိုးတော့အရင်သဘောကျတယ်ဖျားစဉ်ဟာကြီးသည်ဖြစ်စေသေးသည်ဖြစ်စေဖျားကိုရိုးသေးတယ်ကိုင်းဆိုင်နေတာရိုးသေးမှုပြုတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှကောင်နှမျက်တွေကချစ်ခင်တယ်သူတို့ကကိုကြီးဆောင်းမှပြီးရင်ကျွန်တော်တို့ကဇီဝတက်သွားတာတို့ထီပေါက်သွားတာတို့အမွေရတာတို့ယာရုတက်သွားတာတို့စသဖြင့်အကြောင်းအရာတွေတစ်ခုမှတစ်ခုပေါ်လာတယ်ကောင်းလာလေစက်တိုက်ဖြစ်လာတယ်ပေါ့နော်တောက်လျှောက်လှုပ်ကြည့်ပါမိတ်ဆွေ